အေရီတယောက်ခီမယာပြောင်းခံလိုက်ရနီနာကိုစိတ်ဆွဲပြီးအိမ်မဆိုးရီမရကနေလန်နိုးလာခဲ့ပါတယ်။နီနာကိစ္စနဲ့ပတ်သက်ပြီးစိတ်ထဲမတင်မကျဖြစ်နေတဲ့အရာတစ်ခုကိုဗီဇစီလာမေးကြည့်တော့တာဖာနှစ်ယောက်စလုံးတက်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကြောင့်မှင်သက်သွားခဲ့ပြီးအခင်းဖြစ်တဲ့နေရာကိုသာအေရီတို့ကိုခေါ်သွားရင်ခံစားနိုင်မှာမဟုတ်လို့ဗီဇကခေါ်မသွားခဲ့ပါဘူး။ညနေမှာရွနဲ့စုကားဆိုတဲ့လူရဲ့နိုင်ငံစစ်ဗိုလ်ချုပ်တွေကိုလိုက်တက်နေရတဲ့ယူရဲချက်ကဘာမှမသိရသေးပေမဲ့ဗိုလ်ချုပ်ကိုရန်တို့တော်ရေးပညာရှင်ကိုတောင်တတ်နိုင်တဲ့ဆိုကလေးကအန်ဒီရရှိတဲ့လူဖြစ်နိုင်လို့မျိုးရဲမှာအဆောင်တွေဖြန့်ကျက်ထားပြီးလုံးလုံးကြကြနေဖို့ရင်းကိုတတိပေးပါတယ်။ဒီနောက်တစ်ဝိုက်မှာနမေကြီးနိုင်ငံအဆင့်တွေဆိုလို့တာကာပြီးရင်ရင်းပဲရှိတဲ့အတွက်ပေါ့ဆဆမနေဖို့မှားနေတော့မှရင်းကတူးထက်နမေကြီးရဲ့အဝင်းနဲ့ဖုံဆဲကိုပိုစိတ်ပူသွားပါတယ်။တစ်ဖက်ကလီယိုအာမှာတော့ဖုံးတော်ကြီးအောင်ဆောင်လာတဲ့လူကတခြားသူရဲ့တွေ့ထိုးစကားတွေကိုမယုံကြည်ဖို့နဲ့လဲထုနဲ့ဖျားစီမှာပဲဘဝတွေကိုပုံဝင်ထားကြဖို့ကိုဘာသာရေးကြောင်းပြပြီးထုံးစော်နေပြန်တာကြောင့်သူ့ကိုယုံကြည်ကြတဲ့လူတွေနဲ့မယုံကြည်ကြတဲ့လူတွေဆိုပြီးနှစ်ဖွဲ့တော့ကမြို့တစ်မြို့လုံးရိုင်းညက်တပ်ပုတ်မှုတွေဖြစ်လာခဲ့ပါတယ်။အတိညာအားနဲ့အပြီးတွေကိုဘာသာရေးနဲ့ချုပ်ကင်ကြပြီးဘဝပြအောင်လုပ်နေတဲ့အဓိကတည်းခံကတော့ထူးဆန်းတဲ့တတူရှိရဲ့ last တိုနဲ့အလားတူတည်တော်ရဲ့ဖုံးတော်ကြီးပုံစံကူးယူထားတဲ့အင်ဗီတို့ဖြစ်ကြပါတယ်။သူတို့တရုတ်ဖန်တွေကိုမြင်လိုက်ရတဲ့ဖုံးတော်ကြီးနောက်လိုက်ကိုတော့လူသားစားရဲ့ဂလက်တိုနီကတက်စားပြလိုက်ပါတယ်။လူတက်ကိုကစားမဲ့သူရဲ့လမ်းမှာတတူပြည့်ညီနောင်ကဝင်ရှုံနိုင်လို့တက်ပြည့်ချင်ပေမဲ့လည်းရွေချက်ပန်းနိုင်အတွက်ရေးပါလူသားရစ်ကောင်ဖြစ်နေလို့တက်ပြည့်လို့မရဖြစ်နေပါတယ်။အဲဒီနဲ့ဖုန်ဆေကတော့မူဇက်တီအောက်မှာနီနာတီဆုံးမှုအတွက်ရီကျုံမရဖြစ်နေကြရင်နဲ့သွေးပေါင်းစုံသွေးမိနေခဲ့ပြီးကံကြမ္မာကချမှတ်ထားတဲ့စီမင်းတွေကိုမလိုက်နာပဲနီနာကိုပြန်ခေါ်မဲ့မဖြစ်နိုင်တဲ့အရာကိုနောက်ထပ်စဉ်းစားနေမိခဲ့လို့မရင်းချက်တည်းရဲ့သူ့စိတ်ကိုအသိစိတ်ရိုက်သွင်းနေပါတယ်။ဖုန်ဆေကလည်းခန္ဓာကိုယ်မရှိလို့ကြလာတဲ့မူဇက်တီတိုင်းကိုခန်းစား권နေတောင်မရတဲ့အတွက်အားငိမ့်နေခဲ့ပြီးနောက်တစ်ခါတော့လူတွေလိုခန်းစားကြည့်ရင်ဒီလိုမဖြစ်နိုင်ဘူးဆိုရင်တော့ခန္ဓာကိုယ်ပြန်ရနိုင်ဖို့ကိုလက်မလျှော့ဘူးလို့ဆုံးဖြတ်ထားပါတယ်။အဲ့ချိန်မှာပဲစုကားကအေရီညီနောင်ကိုတက်ဖို့အတွက်ရောက်ချလာကဖြူခွဲကြီးစွမ်းရည်နဲ့ရုတ်တရက်တိုက်ခိုက်လိုက်ပါတယ်။ဒီပုံစံတိုင်းဆိုမနိုင်မှန်းတည့်ရဲ့အေရီတိုကလွတ်အောင်ထွက်ပြေးကြပြီးခုခံလိုက်တဲ့မော့စွမ်းတိုင်းကဖျက်ဆီးခံလိုက်ရလို့မလွတ်မြောက်နိုင်တော့ပဲနှစ်ယောက်သားချောင်ပိတ်မိသွားခဲ့ပါတယ်။ဒါကြောင့်ပဲမလွတ်မဲ့အတူတူပြန်တိုက်ဖို့ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားအရှိန်နဲ့တိုးဝင်တိုက်ခိုက်လိုက်ပေမဲ့စုကားကသူ့အထက်မြင်နေလို့ဖုန်ဆဲခန္ဓာကိုယ်တော်ကဖျက်ဆီးခံလိုက်ရပါတယ်။စိတ်တူသွားအေရီကအချိန်ကိုမတုံးတက်ပဲပြန်တိုက်ဖို့လုပ်နေလို့ဖုန်ဆဲကသူ့ကိုထားပြီးဒီကနေမြန်ဆုံးထွက်ပြေးတော့လို့ပြောနေပေမဲ့လည်းဖုန်ဆဲကိုထားမသွားနိုင်တဲ့အေရီကသစတိုးသွားချမိလို့သူ့တံမီလက်တူကဖျက်ဆီးခံလိုက်ရပါတယ်။အသက်ခံရတော့မဲ့အေရီကနောက်ဆုံးအနေနဲ့သူတည်သွားခဲ့ရင်ညီလေးကိုလက်ဖျားနဲ့တောင်မတူဖို့စုကားစီကနေဂတိတကူတောင်းဆိုလိုက်တာကြောင့်စုကားကလက်ခံလိုက်ပြီးတက်တော့မဲ့လုံးမှာနောက်ကဖုန်ဆေကမလုပ်လိုက်ပါနဲ့ဆိုတာကြီးပဲဇက်တိုက်အော်ပြောနေခဲ့ပါတယ်။အဲ့အချိန်မှာပဲကံကောင်းထုံးမစွာနဲ့ရင်းတို့တွေရောက်လာခဲ့ကဝင်သားလိုက်ပြီးအေးစစ်စစ်အဖမ်းခံခိုင်းနေလို့နိုင်ငံစစ်မော်ပညာရှင်တွေအကိယပညာရှင်တွေကထူးဆန်းတဲ့အရာတွေဖန်တီးနိုင်နေဆိုကြတဲ့ကဖန်ဆင်းရှင်ဖျားသခင်ပေါ်စော်ကားရကြရကြောင်းအဲ့အရာတွေကိုပြည့်ရှင်းဖို့ကသူ့အလုံးမဟုတ်လို့ဒါရှုပ်ရင်တော့အားလုံးကိုတုတ်တင်ပြမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့အကြောင်းရင်းကသူ့မော်မီတောက်လက်အိတ်ကိုဆိုပြီးရှင်တွေကိုမတုံးတက်ပဲယုံကြည်ချက်ရှိရှိထိတ်တိုက်သွားရင်ဆိုင်နေလို့သူ့နောက်လိုက်ဗီဇာကစုကားတိုက်ခိုက်မှုအောက်ရောက်နေတဲ့ရင်းကိုချိန်မီကယ်တင်ပေးလိုက်ပါတယ်။မိုးရွာနေရင်းရဲ့မော်မီတောက်ဆန်းကအတုံးဝင်လို့ဗီဇာကြောက်တော့မဟုတ်ရင်တေသူဖြစ်နေခဲ့ပါပြီ။ရင်းနာမဆန်းဆောင်နိုင်အားနဲ့တက်ဖွဲ့ဖြစ်သွားတဲ့အတွက်ဒါကိုခွင်ကောင်းယူပြီးအားလုံးကိုတက်ပြဖို့လုံးမှာလူဝစ်ကရောက်ချလာခဲ့ပြီးတိုက်ခိုက်လိုက်ပါတယ်။သူနှစ်ယောက်တိုက်ခိုက်နေစဉ်မှာအေရစ်ကနီညာကိုတက်တဲ့တရေခံကိုတီးလိုက်ရပြီးလူဝစ်ကလည်းအပီဖိုက်ဖို့အတွက်ကျွတ်သားတွေကိုထုတ်ကြွားနေလို့အားလုံးကစိတ်ညစ်နေကြပါတယ်။လူဝစ်ရဲ့ပြင်းထန်တဲ့လက်တီထင်မြင်တဲ့အချိန်တွေကြောင့်စုကားတယောက်ဘာမှမလုပ်နိုင်အောင်ရှောင်နေရင်းနဲ့ဟာကော့ကိုတွေ့သွားချိန်မှာပါနဲ့တဲ့လူဝစ်ကရှောင်လိုက်ပြီးဗီဇာကတနက်နဲ့စတိုက်ပစ်ခတ်လိုက်ပါတယ်။အဲအကြောင်းစုကားကိုရှက်တီသွားပြီးမျက်မှန်ပါကျွတ်သွားတာကြောင့်နီယောင်မျိုးလုံးနဲ့အရှိပါလူမျိုးဆိုတာတီးသွားကြတော့မြေကြီးကိုဖျက်ဆီးပြီးထွက်ပြေးသွားခဲ့ပါတယ်။တစ်ချိန်လုံးပြောင်းနေခဲ့ဟီယူကအခုမှပေါ်လာခဲ့ပြီးတာမန်လူတယောက်အနေနဲ့ထူးဆန်းတဲ့တက်ပညာတွေကြားမှာဝင်မပါရဲလို့ပုံနေခဲ့ရဖြစ်ပါတယ်။အေရစ်ကလည်းငိုင်းနေတဲ့ဖုန်ဆဲကိုတောင်းပန်နေပြီးဖုန်ဆဲကတော့ထော်မပြေးပဲယူမိုက်တဲ့လူရက်ကတစ်ဖက်လူကဘယ်လောက်ထိစိတ်ပူနေမလဲဆိုတာသိရလားဆိုပြီးထိုးပြလိုက်ပါတယ်။အကိုတက်ရှင်ချင်းမော်ပညာတွေအကိယပညာတွေကိုလေ့လာပြီးအဆုံးထိတက်ရှင်သွားစမ်းမှာဒါမှအကိုခြေထောက်တွေလက်တွေပြန်ရမယ့်နည်းကိုတွေ့ပြီးညီနာလိုမဖြစ်အောင်လူတွေကိုကယ်တင်နိုင်မှာပေါ့နောက်တစ်ခါအဲ့ရတွေကိုမေးထားပြီးတီလန်းကိုရွေးရင်တော့အကိုကိုကျွန်တော်ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးအသက်ရှင်နေပြီးတဲ့အတွက်ကျေးဇူးတင်နေခဲ့ပါတယ်။ကျွမ်းမဇော့ကွက်လေးလိုမြင်လိုက်ရတဲ့ဟီယူကခန်းစားနေမိပြီးအေရီညီနောင်နောက်ွယ်ကအကြောင်းကိုထက်လူကြီးတွေကိုပြန်မပြောပါဘူးလို့လွင်းကိုကတိပေးလိုက်ပါတယ်။လွန်ခဲ့တဲ့73နှစ်လောက်ကအရှိပါလူမျိုးတွေကဖန်တီးရှင်ဖျားသခင်ကိုကိုးကွယ်ကြရင်မျိုးနွယ်စုတစ်ခုဖြစ်ပြီးနိုင်ငံတော်အခြေချပြီးတဲ့အချိန်မှာတော့စီးရရှိတအူကအရှိပါလူကလေးငယ်တယောက်ကိုတက်ပစ်ပြီးနောက်ပိုင်းမှာပြည်တွင်းစစ်ဖြစ်လာမဲ့အခြေအနေတစ်ခုထိဖြစ်လာခဲ့ပါတယ်။စူပူမှုနဲ့ပြည်တွင်းစစ်ဟာအရှိပါလူကနေအရှိရတစ်ခုလုံးကိုပြန့်နှံ့သွားပြီး9နှစ်ကြာတိုက်ပွဲပြီးသွားချိန်မှာတော့စစ်တပ်ရဲ့ကြီးကဲတူရဲ့အမိန့်ဟာအရှိပါလူမျိုးနွယ်စုတွေကိုမျိုးတုံးတက်ပစ်ဖို့အထိဖြစ်လာခဲ့ပါတယ်။တွင်ပါဝင်နိုင်ငံတော်စစ်မော်ပညာရှင်တွေအကိယပညာရှင်တွေအပြင်စစ်သားအကုန်လုံးကအမိန်တိုင်းကလေးကအစအားလုံးကိုတပ်ပစ်ခဲ့ကြပါတယ်။ဒါကြောင့်ပဲအရှိပါလူမျိုးနွယ်တွေကကြံရည်သူစုကားကလက်စားချီဖို့အတွက်ဗိုလ်ချုပ်တွေကိုလိုက်တက်နေရခြင်းဖြစ်ပါတယ်။အဖြစ်အပျက်တွေကိုတီးလိုက်ရတဲ့အေရီကစုကားရဲ့ခန်းစားချက်ကိုတော့နားလေပေမဲ့လက်စားချီနေတာနဲ့အပြစ်မဲ့လူတွေကိုဆွဲထည့်ခဲ့လို့ဒေါသထွက်နေပါတယ်။
စုကားရည်ရွယ်ချက်ကအားလုံးကိုအန်ရရှိနိုင်လို့နောက်တစ်ခါတွေ့ရင်တုံဆိုင်မနေပဲချေမုန်းပစ်ဖို့ကိုယုံကြည်ရဆုံးနောက်လိုက်တွေကိုတာဝန်ပေးလိုက်ပါတယ်။ဖုန်ဆဲခန္ဓာကိုပုံမှန်ပြန်ဖြစ်ဖို့ဆိုရင် area လက်ကိုရင်ပြင်မရမှာကြောင့်ရှောင်းလန်းမဲ့လန်အတွက်စက်ပြင်စရာဝင်ကြည့်စီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။